မကောင်းမှုရှောင်ကောင်းမှုဆောင်ဖြူအောင်စိတ်ကိုထားဒီကနေ့ဖြူအောင်စိတ်ကိုထားဆိုတဲ့အပိုင်းကိုနာယူမှတ်သားကြည့်ကြမယ်ပေါ့မကောင်းမှုဆိုတာဘာကိုပြောတာလဲမကောင်းမှုကိုရှောင်ဖို့မြတ်စွာဘုရားဘာကြောင့်ဆုံးမတော်မူတာလဲဒါတွေကိုအခြေတုံးမှတ်သားကြကြပြီကောင်းမှုဆိုတာဘာတွေကိုပြောတာလဲဘာကြောင့်ကောင်းမှုကိုရှောင်ဖို့မြတ်စွာဘုရားတိုက်တွန်းတော်မူရတာလဲမနေ့ကဒါကိုလည်းပဲအထိုက်လျောက်အသေးစိတ်ပြောခဲ့ပြီပေါ့နော်အဲ့တော့ဒီကနေ့ညစိတ်ကိုဖြူအောင်ထားဆိုတဲ့အပိုင်းနဲ့ပတ်သက်ပြီးတော့ဘာကြောင့်မြတ်စွာဘုရားကစိတ်ကိုဖြူအောင်ထားဖို့ဆုံးမတော်မူရတာတော့စိတ်ကဘာကြောင့်မဖြူတာတော့ဘာကြောင့်စိတ်ကိုဖြူအောင်လုပ်ဖို့လိုအပ်တာတော့စိတ်ကိုဖြူအောင်ဘလို့ကြိုးစားရမလို့စရှိတဲ့အကြောင်းအရာတွေကိုဒါဒီကနေ့ညမှတ်သားကြည့်ကြမယ်ပေါ့နော်အဲ့တော့ဦးဇင်းတို့ပိဋကပေါင်းတော်အောင်တို့မြတ်စွာဘုရားတရားဒေသနာကိုဟောတယ်ဆိုတာတတ္တဝါတွေကိုဒုက္ခခသိငြိမ်းဖို့စစ်မှန်တဲ့ချမ်းသာကိုရဖို့နော်ဒီအကျိုးကျေးဇူးတွေကိုပြည့်စည်စေနိုင်တဲ့နော်ဒီလန်းတွေကိုပြောပြတာပါပဲတကယ်ကတော့နော်ကိုယ်စိတ်ကိုဖြူအောင်ထားရမယ်လို့မြတ်စွာဘုရားဆုံးမတဲ့နေရာမှာဘာကြောင့်စိတ်ကိုဖြူအောင်ထားခိုင်းတာတုံးလို့မေးရင်စိတ်ကဖြူရှင်တန်ရှင်းမှသိနိုင်မြင်နိုင်တဲ့စွမ်းအားထက်မြက်တာသိနိုင်မြင်နိုင်တဲ့စွမ်းအားထက်မြက်မှနောက်ဆုံးဒုက္ခကတိငြိမ်းရာစစ်မှန်တဲ့ချမ်းသာလို့မြတ်စွာဘုရားဟောတဲ့နိဗ္ဗာန်ဆိုတဲ့တရားကိုမြင်နိုင်တာပေါ့လူရင်းပြောရရင်စိတ်ဖြူရှင်တန်ရှင်းမှသိနိုင်မြင်နိုင်စွမ်းအားကြီးပြီးတော့နိဗ္ဗာန်ချမ်းသာထိတွင်ဖောက်ပြီးတော့သိနိုင်မြင်နိုင်ဖို့အတွက်စိတ်ကိုဖြူအောင်ထားခိုင်းတာလို့အဲ့လိုနားလည်ရတော့ဒီနေရာမှာစိတ်ဖြူရှင်တယ်ဆိုတာဘာလဲစိတ်မဖြူရှင်ဘူးဆိုတာဘာလဲအကျဉ်းများဖြင့်တော့ရာဂဒေါသမောဟအစရှိတဲ့ကိလေသာတရားတွေနဲ့ရောပြောနေတဲ့စိတ်ကိုမဖြူရှင်တဲ့စိတ်မတန်ရှင်းတဲ့စိတ်ညင်နွမ်းတဲ့စိတ်လို့ဒီလိုနားလည်ထားကြပြီးသားပါဟုတ်လားရာဂဒေါသမောဟကင်းကွာနေတဲ့စိတ်ကိုဖြူရှင်တဲ့စိတ်တန်ရှင်းတဲ့စိတ်ဒီလိုနားလည်ထားကြပြီးသားအဲ့ဒါဘုံဘုံတို့စိတ်ကိုဖြူရှင်လို့ရှိရင်ဘလို့အကျိုးရှိမလဲစိတ်မဖြူရှင်ဘူးမတန့်ရှင်းဘူးဆိုလို့ရှိရင်တော့ဘလို့အကျိုးစီးပွားတွေဆွေးယုတ်နိုင်လဲဆိုတာလေးကိုဒေသနာတော်တွေထဲမှာမြတ်စွာဘုရားများစွာဟောတာရှိပါတယ်။နော်အခြေခံလေးကစပြီးတော့ဒီနေ့လေးပြောကြည့်အောင်။ဘုရားတို့မေဇိမနိကေမူလဘာနာတပါဠိတော်ထဲမှာဝိတ္တသုတ်တံဆိုပြီးတော့တရားဒေသနာတစ်ပုဒ်မှတ်တမ်းတင်ထားတာရှိတယ်။အဲ့ဒီသုတ်တံမှာမြတ်စွာဘုရားကယဟန်တော်တွေကိုဘယ်လိုဟောထားလဲဆိုတော့ယဟန်တို့တဲ့ဖြူရှင်တန်ရှင်းနေတဲ့အဝတ်ဖြူလေးပေါ်ကိုနော်ဆေးရောင်ဆိုးတဲ့ပုဂ္ဂိုလ်ဟာသူ့ကြိုက်တဲ့အရာဆိုးလို့ရတယ်တင်လို့ရတယ်တဲ့နော်အဝါရောင်ကိုပဲတင်နော်အပြာရောင်အစိမ်းရောင်အနေရောင်ဘလို့အရောင်ကိုပဲတင်ဝတ်ဖြူလေးပေါ်ဆိုရင်ကြိုက်တဲ့အရာကိုတင်လို့ရတယ်။ပေါင်းစော်မူရင်းအဝတ်ကဖြူနေလို့ဟုတ်လားအဲ့လိုပဲဖြူရှင်တန်ရှင်းတဲ့စိတ်ဖြင့်ကောင်းမြတ်တဲ့ဘဝကိုရလိမ့်မယ်လို့အဲ့လိုမြတ်စွာဘုရားဟောတယ်နော်အဝတ်ကမဖြူဘူးကြီးတွေနဲ့ပေးနေတယ်နော်စီကြီးတွေပါလေရောနေတယ်အဝတ်ကမဲတူးနေတယ်နော်စုပ်ပဲ့နေတယ်ဆိုလို့ရှိရင်အဲ့ဒီညွန့်နှမ်းနေတဲ့စုပ်ပဲ့နေတဲ့အဝတ်ပေါ်ကိုကြိုက်တဲ့ဆေးရောင်ကိုတင်လို့ရနိုင်မလားမရနိုင်ဘူးအနီရောင်စုပ်လို့လည်းပဲအနီရောင်ထွက်လာမှာမဟုတ်ဘူးအဝါရောင်စုပ်လို့လည်းအဝါရောင်ထွက်လာမှာမဟုတ်ဘာဖြစ်လို့လဲဆိုတော့ပင်ကိုအဝတ်ကညင်နွမ်းနေလို့အဲ့ဒီဥမာတိုင်းပဲတဲ့ညင်နွမ်းတဲ့စိတ်နဲ့ကောင်းရာမြတ်ရာဘဝကိုမရောက်နိုင်ဘူးလို့အဲ့လိုဟောတယ်အဲ့တော့ဒီဒေသနာကိုကြည့်လို့ရှိရင်စိတ်ဓာတ်ကလေးဖြူရှင်တန်ရှင်းမှကောင်းမြတ်တဲ့ဘဝကိုရနိုင်တာကောင်းမြတ်တဲ့ဘဝတွေဆိုတာကောင်းမြတ်တဲ့စိတ်ကနေပြီးတော့တဆင့်ဖြစ်လာတာလို့ဒီလိုအကျဉ်းမြင်နားလည်လို့မရဘူးလားရတယ်နော်ညင်နွမ်းတဲ့ဘဝဆင်းရဲတဲ့ဘဝတွေဆိုတာညင်နွမ်းတဲ့စိတ်မတန်ရှင်းတဲ့စိတ်တွေကြောင့်ဖြစ်တဲ့ဘဝတွေလို့ဒီလိုနားလည်ရအောင်အဲ့တော့အဲ့ဒီသုတ်တန်ထဲမှာမြတ်စွာဘုရားကနော်စိတ်ကိုညင်နွမ်းအောင်လုပ်တဲ့တရားတွေကဘာတွေလဲဒါလေးကိုဟောတာရှိတယ်နော်အဘိဇ္ဇာဆိုတဲ့တရားအဘိဇ္ဇာဆိုတာသတ္တဝါပစ္စည်းကိုမတရားလိုချင်တာနောက်ဝိတ္တမလောဘနော်မမျှတတဲ့အလိုဆန္ဒတနည်းအားဖြင့်မသိတော်တဲ့အရာကိုလိုချင်တဲ့သဘောနော်အဲ့ဒါဟာစိတ်ရဲ့အညစ်အကြေးဖြစ်တယ်လို့အဲ့ဒါတွေပေးခြင်းနေလို့ရှိရင်ဒီစိတ်ကမတန်ရှင်းဘူးပေါ့နောက်ဦးဇင်းတို့
ဗျာပါဒတွေနော်စိတ်တိုးတယ်စိတ်ဆိုးတယ်ဒေါသဖြစ်တယ်ဒါစိတ်ရဲ့အညစ်အကြေးဖြစ်တယ်အဲ့ဒီသုတ်တန်ထဲမှာစိတ်ရဲ့အညစ်အကြေးစိတ်ကိုပေးချမ်းအောင်မတန့်ရှင်းအောင်လုပ်မဲ့အရာတွေကိုမြတ်စွာဘုရားအများကြီးဟောထားတယ်အဲ့ဒါလေးကိုနည်းနည်းလေးစိတ်ရှိလေးရှိလေးမှတ်ကြည့်နော်အဘိဇာဝိတ္တမလောဘအခုပြောတယ်ဗျာပါဒနောက်ထပ်ဘာဆက်ပြောတော့ဆိုတော့ကောဒဥပါဟနာကောဒဆိုတာအမျက်ထွက်တာမကြည်မချမ်းဖြစ်နေတာပေါ့ဒေါသအသေးစားလေးနော်ဥပါဟနာဆိုတာကရံညိုးဖွဲ့တာတွေးလိုက်တိုင်းဒီလိုအကြောင်းတွေးလိုက်တိုင်းဒီလိုကိုမကျေနပ်ဘူးငါဘယ်လိုပြန်လုပ်မယ်ဘယ်လိုပြန်ပြောပလိုက်မယ်အဲ့ဒါပါလေရံညိုးဖွဲ့တာအဲ့ဒီကောဒဥပါဟနာကလည်းပဲစိတ်ရဲ့အညစ်အကြေးပဲတဲ့နောက်မက္ခပလာတမက္ခဆိုတာသူများရဲ့ဂုဏ်ကျေးဇူးကိုခြေဖြတ်တာသူများကောင်းကြောင်မပြောနိုင်ဘူးကောင်းမှန်းသိရတဲ့နော်ဘာကြောင့်မှညာကြောင့်မှသူများရဲ့ဂုဏ်သူများရဲ့ကျေးဇူးရှိတာကိုအတိအမှတ်မပြုတ်နိုင်ဘူးနော်ကျေးဇူးကမ်းတယ်လို့လည်းဒီလိုလဲဆိုနိုင်တယ်သူများရဲ့ဂုဏ်ကိုဖျက်ဆီးခြင်းတော့ဟုတ်လားပလာတဆိုတာဂုဏ်ပြိုင်တာဂုဏ်တုဂုဏ်ပြိုင်စိတ်သူမှအဲ့ဒီလိုမဟုတ်ငါလည်းဒီလိုပဲအဲ့လိုမျိုးဂုံပြိုင်လို့တဲ့စိတ်တွေကလည်းစိတ်ရဲ့အညစ်အကြေးပဲတဲ့ပြီးတော့ဗာဆက်ပြီးတော့မြတ်စွာဘုရားဟောတော့နော်အိတ်တာမစ္စရိယဒါတော့ကြားများတဲ့စကားလုံးပေါ့နော်အိတ်တာဆိုတာကမနာလိုတာမစ္စရိယဆိုတာဝင်တိုတာနော်မနာလိုမှုဝင်တိုမှုဝင်လာရင်လည်းပဲဒါစိတ်ရဲ့အညစ်အကြေးစိတ်ကိုညှဉ်းနှွမ်းအောင်လုပ်တဲ့အရာတွေလို့နားလည်ရမယ်နောက်ဆက်ပြီးတော့မြတ်စွာဘုရားပြောတာလေးကမာယာတာထေယမာယာဆိုတာလှက်ပတ်တာထေယဆိုတာကောက်ကျစ်မာယာဆိုတာကကိုယ်မှာရှိနေတဲ့အပြစ်ကိုဖုံးကွယ်တာတာထေယဆိုတာကကိုယ်မှာမရှိတဲ့ဂုဏ်ကိုဖော်ပြခြင်းတာမတူဘူးနော်မာယာတာထေယမယိုးသားတဲ့စိတ်တွေပေါ့ဒါဟာဘာလဲလို့မေးရင်စိတ်ရဲ့အညစ်အကြေးပဲမာယာဆိုတာမရှိတဲ့ဂုဏ်ကိုဖော်တာတာထေယကမာယာဆိုတာကရှိနေတဲ့အပြစ်ကိုဖုံးညင်တာတာထေယဆိုတာကမရှိတဲ့ဂုဏ်ကိုဖော်ခြင်းတာဟုတ်လားနောက်ပြီးတော့ဦးဇင်းတို့ဓမ္မတာရမ္ဗနော်ဓမ္မဆိုတာခက်ထန်တာနော်တာရမ္ဗဆိုတာကချုပ်ချယ်လို့တာနော်ဒီစိတ်သဘောလေးတွေကပုထုဇဉ်တွေမှာရှိတယ်ဟုတ်လားနော်ဓမ္မခက်ထန်တယ်နော်ကြမ်းတမ်းတယ်ဉာဏ်သိမ်မွေးမှုမရှိဘူးနော်တာရမ္ဗဆိုတာကချုပ်ချယ်ခြင်းလို့ချုပ်ချယ်ခြင်းတာဘယ်သူပဲဖြစ်ဖြစ်ကိုယ်စိတ်တိုင်းကြပဲဖြစ်ခြင်းတာမဖြစ်ရင်ပြောခြင်းတာဆိုခြင်းတာနော်သူများဘဝတည်းဝင်ပြီးတော့စွတ်ဖက်ခြင်းတာနော်အဲ့ဒါပါလေစိတ်ရဲ့အညစ်အကြေးပဲတဲ့ဓမ္မတာရမ္ဗပြီးတော့မာနအတိမာနနော်မာနဆိုတာကအထင်ရောက်တာနော်အတိမာနဆိုတာကအလွန်အလွန်အထင်ရောက်နေတာနော်မာနကယဟနာဖြစ်မှပေတာလို့ပေတယ်လို့ကြားဦးတယ်နော်အနာဂမတော့မာနရှိတယ်ဟုတ်လားအဲ့တော့မာနကိုပယ်ရှားဖို့ဆိုတာကတော့တိတ်ပြီးတော့မလွယ်ဘူးအကြောင်းမျိုးမျိုးကြောင့်အထင်ရောက်မှုတွေကတော့ရှိနေတာသို့တော့အတိမာနကြီးမဖြစ်အောင်တော့ကြိုးစားတဲ့နော်အတိမာနဆိုတာကအယံတိတာထင်ရှားတဲ့မာနအလွန်ကြီးတာပေါ့ဒီလိုမှမတူသလိုမတန်သလိုစိတ်ထဲကကိုယ့်ကိုယ်ကိုအလွန်အလွန်ကိုပဲအထင်ရောက်နေတာအကြောင်းတစ်မျိုးမျိုးကြောင့်စိတ်ထဲမှာကိုယ့်ကိုယ်ကိုအလွန်အလွန်အထင်ရောက်နေတာအဲ့ဒါကိုဘာခေါ်တော့အတိမာနဒါတွေဟာဘာတွေလဲလို့မေးစိတ်ရဲ့အညစ်အကြေးတွေတဲ့ပြီးတော့မဒပမာဒတဲ့နော်18မျိုးဒီဟောတာနော်မြတ်စွာဘုရားမဒဆိုတာကရှင်မူးတာကိုရောက်နေတဲ့အခြေအနေလေးကိုကိုယ့်အကိုပဲတော့ตายရပြီးတော့မလုပ်နေတာတော့ရှင်မူးနေတာပေါ့နော်အဟုတ်ထင်နေတာပေါ့နော်ပမာဒဆိုတာကမေးလျော့တာနော်တဘာဝတရားတွေဘလို့ဖြစ်နေတယ်လေအဲ့ဒါတွေကိုဘာမှသိလို့မြင်လို့စိလည်းမရှိဘူးသိအောင်မြင်အောင်လည်းမကြိုးစားဘူးဒီတိုင်းပဲဖြစ်တယ်လို့မျောလိုက်ပြီးတော့နေနေတာမျိုးပေါ့အဲ့ဒါကိုဘာခေါ်တော့ပမာဒတတိကင်းပေါ့ပြီးတော့မိမိလျော့ရောနေနေတာအဲ့ဒါတွေဟာဘာတွေလဲလို့မေးရင်စိတ်ရဲ့အညစ်အကြေးတွေပဲတဲ့အဲ့ဒီစိတ်အညစ်အကြေးတွေရှိနေလို့ရှိရင်ဒီစိတ်ဟာမတန်ရှင်းဘူးပေါ့မတန်ရှင်းဘူးဆိုလို့ရှိရင်မတန်ရှင်းတဲ့အဝတ်ပေါ်ကိုကြိုက်တဲ့စိတ်အောင်ခြေလို့မရတယ်လို့မတန်ရှင်းတဲ့စိတ်နဲ့ကောင်းရမြတ်ရဘဝကိုမရောက်နိုင်ဘူးတဲ့ဟုတ်လားအဲ့ဒါတွေကိုဖယ်ရှားနိုင်မယ်ဆိုရင်ဒီစိတ်ဟာတန်ရှင်းတဲ့ဖြူရှင်တဲ့ပေါ့တန်ရှင်းဖြူရှင်တဲ့စိတ်ဒီကောင်းမြတ်တဲ့ဘဝကိုရောက်စေနိုင်တယ်ဥပမာတော့ဖြူရှင်တန်ရှင်းတဲ့အဝတ်ဖြူပေါ်ကိုကြိုက်တဲ့စိတ်အောင်တင်လို့ရတယ်လို့ပဲလို့ဒါကဦးဇင်းတို့ဝတ္တသုတ်တံမှာဟောထားတဲ့အကြောင်းအရာလေးတွေကိုကောင်းထုတ်ချက်လေးချပြီးတော့ဦးဇင်းပြောပြတယ်ဟုတ်လားနောက်တစ်ခုဆက်ပြီးတော့ပြောချင်တာကစိတ်ဖြူရှင်တန်ရှင်းလို့ရှိရင်
ဘလောက်ထိသူကစွန့်ရည်တတိထက်မြက်လာလဲဆိုတာကိုမြတ်စွာဘုရားကဥမာလေးပေးပြီးတော့ဟောတာအဲ့ဒါကဦးဇင်းတို့အင်္ဂုတ္တပါဠိတော်ဧကနိပတ်ထဲမှာမှတ်တမ်းတင်ထားတာရှိတယ်နော်ဘာပြောထားလဲဆိုတော့ရေအိုင်တိုင်းရှိတယ်အဲ့ဒီရေကရေတွေဟာအရန်ကိုနောက်ကျနေတယ်ဟုတ်လားရေတွေကအနေတွေထပြီးတော့နောက်ဝါချင်းချင်းနဲ့နောက်ကျနေတယ်အဲ့လိုဆိုရင်အဲ့ဒီရေထဲမှာရှိနေတဲ့နောက်ကြောက်စတဲ့ခဲတွေခယူလေးတွေပါးလေးတွေငါးလေးတွေနောက်အိုချမ်းပဲလေးတွေနောက်ဓာတ်တွေကိုမြင်ဖို့ဆိုတာဘလို့မှမဖြစ်နိုင်ရေကနောက်ကျနေတာ哦ရေနဲ့သလားတိမ်သလားဆိုတာတောင်သိဖို့မလွယ်ဘူးရေကနောက်နေလို့ရှိရင်ရေအောက်မှာဘာတွေရှိတယ်ဆိုတာကိုမမြင်နိုင်ဘူးနော်ရေကကြည်လင်တန့်ရှင်းနေမယ်ဆိုလို့ရှိရင်တော့အဲ့ဒီရေကန်ရဲ့အောက်ခြေမှာရှိတဲ့အရာတွေကိုအတိုင်းတာမြင်နေရမယ်ပေါ့နော်အားလေးတွေသွားနေတာလည်းမြင်ရမယ်နော်ရောက်သွားလေးတွေခယူလေးတွေကြောက်စတဲ့ခဲလေးတွေအောက်ခြေမှာရှိနေတဲ့သဲပြင်းဓာတ်တောင်မြင်ရဘူးလားမြင်ရတယ်နော်ဘာလို့တော့ရေကကြည်လင်းနေလို့အဲ့လိုပဲတဲ့စိတ်ကနောက်ကျနေမယ်ဆိုလို့ရှိရင်အဲ့ဒီပုဂ္ဂိုလ်ဟာမိမိရဲ့ကြိုးစီဝါတော်ရဲ့ကြိုးစီဝါကိုမသိနိုင်ဘူးမြင်နိုင်ဘူးတဲ့အဲ့ဒါကိုမြတ်စွာဘုရားစနစ်တကျလေးဟောထားပုံကအာဝိလေနစိတ်တေနအထထံဝါညတတိပရထံဝါညတတိဥပယထံဝါညတတိနော်အာဝိလေနစိတ်တေနနောက်ကျနေတဲ့စိတ်နဲ့အထထံဝါမိမိရဲ့စစ်မှန်တဲ့အကျိုးစီးပွားကိုညတတိသိမြင်လိုက်မယ်ဆိုတဲ့ဣတံထာနာဤအကြောင်းဒီနာဝိစတိမရှိဘူးတဲ့နော်ကိုယ့်ရဲ့အကျိုးစီးပွားနော်ဘလို့တွေလုပ်ရင်အကျိုးရှိမယ်ဘလို့တွေမလုပ်ရင်အကျိုးမဲ့လိမ့်မယ်ဒါမျိုးတွေအကျိုးရှိတာမရှိတာကိုမသိနိုင်ဘူးပရထံဝါညတတိသူတော်ရဲ့အကျိုးစီးပွားကိုလည်းအမှန်ကန်သိမြင်ဖို့ဆိုတာမဖြစ်နိုင်ဘူးတဲ့ဥပယတံဝါညတတိမိမိသူတော်နှစ်ဦးသားတို့ရဲ့အကျိုးစီးပွားကိုမသိနိုင်ဘူးတဲ့ပြီးတော့ဗာဆက်ပြောတော့ဥတ္တရိဝါမနုဿဓမ္မအလမရိယညာဏတတနဝိသေတံတစ္ဆိကရိတ္တိတိနေတံဌာနဝိဇ္ဇတိဆိုလိုတာကလူတို့ထက်မြတ်တဲ့တရားဇန်တရားမေတရားဖို့တရားကိုရည်ညွှန်းတာဥတ္တရိမနုဿဓမ္မနော်အလွန်မြင့်မြတ်တဲ့တရားအလမရိယညာဏတတနဝိသေတနာနော်အလွန်ထူးမြတ်တဲ့ဉာဏ်အမြင်မဉဏ်ဘုံဉာဏ်တွေကိုရည်ညွှန်းတာဟုတ်လားအဲ့ဒါတွေကိုတစ္ဆိကရိတ္တိတိနော်သိနိုင်လိမ့်မယ်မျက်မှောက်ပြုနိုင်လိမ့်မယ်ဆိုတဲ့နော်ဣတံဌာနဤအကြောင်းဒီနာဝိစတိမရှိဘူးတဲ့ဟုတ်လားစိတ်ညှဉ်းနှွမ်းနေတယ်ဆိုလို့ရှိရင်အဲ့ဒီပုဂ္ဂိုလ်ဟာကိုယ့်ရဲ့အကျိုးရှိပွားသူတော်ရဲ့အကျိုးရှိပွားမိမိသူတော်နှစ်ဦးစုံတို့ရဲ့အကျိုးရှိပွားဒါကိုသိမြင်ဖို့မဖြစ်နိုင်ဘူးလူတို့သိတဲ့တရားထက်မြင့်မြတ်တဲ့နော်တာမန်ပုဂ္ဂိုလ်တွေသိထားတဲ့အရာထက်မြင့်မြတ်တဲ့နော်တရားတို့တရားမြတ်ကိုမျက်မှောက်ပြုနိုင်ဖို့ဆိုတာလည်းဘယ်လိုမှမဖြစ်နိုင်ဘူးတဲ့ဘာလို့လဲဆိုစိတ်ကနောက်ကျနေလို့စိတ်ကသာတကယ်လို့ကြည်လင်တန်ရှင်းနေမယ်ဆိုလို့ရှိရင်တော့တတ်တဲ့ဆန့်ကျင်ဘက်ပဲကိုယ့်ရဲ့အကျိုးစီးပွားကိုလည်းသိနိုင်တယ်သူတော်တို့ရဲ့အကျိုးစီးပွားကိုလည်းသိနိုင်တယ်နော်မဲ့ဉာဏ်ပူဉာဏ်လို့ဆိုတဲ့ထုကမြင့်မြတ်တဲ့ဒီမြင်မာတဲ့ဉာဏ်တွေကိုလည်းပဲမျက်မှောက်ပြုဖို့ဖြစ်နိုင်တယ်လို့မြတ်စွာဘုရားဟောတာဟုတ်လားအဲ့တော့အဲ့ဒီသုတ္တံမှာဦးဇင်းတို့စိတ်ကိုညင်နှောအောင်ပြုတဲ့အရာနော်ဘာကိုညင်ညွှန်းတာတုံးဆိုတော့နိဝရဏတရား၅ပါးကိုညင်ညွှန်းတာတယ်နိဝရဏတရား၅ပါးဟာစိတ်ကိုညင်နှောအောင်လုပ်တဲ့အရာလို့ဒီကနေ့တော့ဦးဇင်းတို့ကနော်စိတ်ကိုနော်ညင်နှောအောင်လုပ်မဲ့အရာတွေကိုပဲဦးစားပေးပြီးတော့ပြောပြမယ်ပေါ့ဓမ္မသာနေအဲ့ဒါကိုဖယ်လိုက်လို့ရှိရင်စိတ်ဟာဖြူရှင်တန်ရှင်းသွားမယ်ဆိုတာကိုအလိုလိုသဘောပေါက်တာပြောရလို့ရှိရင်စိတ်ကပင်ကိုယ်အားဖြင့်တော့သူကဖြူရှင်တန်ရှင်းပြီးသားပဲပပတ္တရမိတံဘိက္ခွေစိတ်တံအာဂန္တုကေဟိဥပကိလေတေဟိဥပကိလေထံနော်ဒီပါဠိတော်လေးလူတိုင်းလိုလိုရင်းနှီးပြီးသားဖြစ်မယ်ထင်တယ်ပင်ကိုယ်စိတ်ဟာဖြူရှင်တန်ရှင်းတယ်တောက်ပါတယ်တဲ့ဧည့်သည်တပွဲဖြစ်တဲ့နော်ယာဂဒေါသမောဟကိလေသာတရားတို့ကြောင့်ဒီစိတ်ကလေးဟာညှဉ်းနှွမ်းသွားရတယ်လို့အကုသိုလ်ဇောခဏမှာဒီစိတ်ဟာညှဉ်းနှွမ်းသွားရတယ်အကယ်၍ဧည့်သည်တပွဲဖြစ်တဲ့ယာဂဒေါသမောဟကင်းအောင်လုပ်နိုင်မယ်ဆိုလို့ရှိရင်ကုသိုလ်ဇောခဏမှာဒီစိတ်ဟာညှဉ်းနှွမ်းမှုတန်ရှင်းမှုညှဉ်းနှွမ်းမှုမရှိဘူးလို့ဒီလိုနားလည်ရဟုတ်လားအဲ့တော့စိတ်ညစ်တယ်ဆိုတာကိုသိလို့ရှိရင်စိတ်ကိုမညစ်အောင်လုပ်ဖို့အတွက်နိလန်းကအလိုလိုရပြီးသားလို့ဆိုနိုင်မို့လားဆိုနိုင်နော်ဒီသုတ္တမှာတော့မြတ်စွာဘုရားကစိတ်ကိုညင်နှောအောင်လုပ်မဲ့အရာတွေဟာနိဝရဏတရား၅ပါးလို့ဒီလိုဦးဇင်းတို့ညင်ညွှန်းနေပေါ့နိဝရဏတရား၅ပါးကိုပိဋကပေါင်းတော်တို့အလုံးနားလည်ထားကြပြီးသားနော်ကာမေသန္တာနိဝရဏလို့ဆိုတဲ့နော်ကာမဂုဏ်အာယုံရဲ့ပုံမှာအလိုဆန္ဒတွေဖြစ်နေတာမျိုး
နော်တရားကိုကောင်းရင်လောဘပေါ့နော်နောက်ဗျာပါဒနိဝရဏတွေ့ကြုံရတဲ့အခြေအနေတွေနဲ့ပတ်သက်ပြီးတော့စိတ်ဆိုးတယ်စိတ်တိုးတယ်စိတ်ပြက်တယ်ဝမ်းနည်းတယ်စရှိတဲ့ဒေါသပေါ့နော်နောက်ဌိနမိတနိဝရဏစိတ်စေတသိက်တို့ရဲ့ထိုင်မှန်ပြင်းရတဲ့သဘောနော်အာမရှိဘူးငိုက်မြည်ဟုတ်လားဒါပါလဲစိတ်ရဲ့အညစ်အကြေးပဲနော်ပြီးတော့ဗာပြောတော့ဥဒိစ္စကုက္ကုစ္စနိဝရဏနော်ဥဒိစ္စဆိုတာပြန့်လွင့်တာနော်ကုက္ကုစ္စဆိုတာနောင်တတပံပူပန်တာတောင်တွေးမြောက်တွေးတွေးကြရတယ်တွေးကိုယ့်အကူဘာတွေးလို့တွေးမှမသိဟုတ်လားပြန့်နေတာလွင့်နေတာဒီစိတ်ဒါပါလဲစိတ်ရဲ့အညစ်အကြေးပေါ့နော်ကုက္ကုစ္စဆိုတာကနောင်တနဲ့ပူပန်တာမလုံးလိုက်ရတဲ့ကုသိုလ်နဲ့ပတ်သက်ပြီးတော့နောင်တရတာရှိတယ်လုံးမိသွားတဲ့အကုသိုလ်နဲ့ပတ်သက်ပြီးတော့နောင်တရတာကိုမရှိဘူးလားရှိတယ်နော်ဘယ်နောင်တပဲဖြစ်ဖြစ်စိတ်ကိုပူလောင်စေတယ်ပင်ပန်းစေတယ်ဆင်းရဲစေတယ်ဒါကုက္ကုစ္စခေါ်တာပေါ့နော်နောက်ဝိသိကိစ္စနိဝရဏနဲ့သူတော်ကောင်းတရားနဲ့ပတ်သက်ပြီးတော့စိတ်ထဲမှာမဝေခွဲနိုင်ဘူးမဆုံးဖြတ်နိုင်ဘူးယုံမှန်တရားတွေလွှမ်းမိုးပြီးတော့နော်စိတ်ထဲမှာနော်မှန်ကန်တဲ့ဆုံးဖြတ်ချက်ကိုမချနိုင်တဲ့အတွက်ကြောင့်နော်တန်တရားရဲ့နှိမ့်ဆက်မှုကိုခံရတာမျိုးကိုပါခေါ်တော့ဝိသိကိစ္စဖြစ်နေတယ်ခေါ်တာနော်အဲ့ဒါတွေကဘာတွေလဲလို့မေးရင်စိတ်ရဲ့အညစ်အကြေးတွေပဲအဲ့ဒီစိတ်အညစ်အကြေးရှိနေဒီစိတ်ဟာမတန့်ရှင်းမှုမကြည်လင်မှုနောက်ကျတယ်ပေါ့နော်နောက်ကျနေတဲ့ရည်ထဲမှာရှိတဲ့ຢာကိုမမြင်နိုင်ဘူးဘာမှမမြင်နိုင်ဘူးဟုတ်လားအဲ့ဒါလိုပဲနောက်ကျတဲ့စိတ်နဲ့လည်းပဲအမှန်တရားကိုမမြင်နိုင်ဘူးအမှန်တရားကိုဒီနေ့မှာ၃ချက်လောက်ပြောတယ်နော်မိမိရဲ့အကျိုးရှိပွားသူတစ်ပါးရဲ့အကျိုးရှိပွားတရားတို့တရားမြတ်ဟုတ်လားအဲ့ဒါတွေကိုရှားဖို့သိဖို့မြင်ဖို့ဆိုတာနောက်နေတဲ့စိတ်နဲ့ဘယ်လိုမှမဖြစ်နိုင်ဘူးလို့ဒီလိုဟောတာဟုတ်လားဒါကြောင့်ကိုယ့်ရဲ့စိတ်ကိုကြည်လင်တန်ရှင်းအောင်အပြည့်ကင်းအောင်ကြိုးစားအထောက်ဖို့လိုတယ်ဆိုတာကတော့နော်ထင်ရှားတယ်ပေါ့နော်တော့ဆက်ပြီးတော့ဦးဇင်းတို့စိတ်ကိုမြတ်စွာဘုရားကနော်ကြည်လင်တန်ရှင်းအောင်အပြည့်ကင်းအောင်နော်ဘယ်ပုံမနည်းကြိုးစားအထောက်ရမလဲစိတ်ကကြည်လင်တန်ရှင်းလာပြီဆိုလို့ရှိရင်နော်ဘယ်လိုတွေဆက်ပြီးတော့အကျိုးရလဒ်တွေဖြစ်ပေါ်လာနိုင်လဲဆိုတာကိုလည်းပဲအင်္ဂုတ္တပါဠိတော်တိကနိပတ်ထဲမှာမြတ်စွာဘုရားဟောထားတဲ့ပန္တုဒေါဝကသုတ်တံဆိုတာလေးကိုအခြေခံပြီးတော့ဦးဇင်းနေပြောပြမယ်ဟုတ်လားအဲ့ဒီသုတ်တံမှာမြတ်စွာဘုရားကဒီစိတ်ကိုတန့်ရှင်းအောင်လုပ်ပုံလုပ်နည်းကိုနော်ရွှေကျင်တာနဲ့ဥမာပေးတယ်ဟုတ်လားရွှေကျင်ပြီဆိုလို့ရှိရင်ပထမဦးဆုံးနော်ကြောက်စီတဲ့ခဲတွေတဲချမ်းတွေနော်အမှိုက်ချမ်းတွေအဲ့ဒါတွေကိုမလုပ်ရတော့အရင်ဖယ်ထုတ်ရတယ်ကျင်ထုတ်ပစ်လိုက်ရတယ်ဒါပထမအကျဉ်းစားအညစ်အကြေးတွေကိုဖယ်လိုက်တာနော်နောက်ဒုတိယအလက်စားနော်တဲချမ်းတွေနော်ကြောက်စီတဲ့အနုသေးသေးလေးတွေဒါလေးတွေကိုထပ်ပြီးတော့မလုပ်ရတော့ဖယ်ရပြန်နေတဲ့အလက်စားနောက်တတိယတဲနုကလေးတွေမုံကလေးတွေမဲနေရာလေးတွေရှိတယ်အဲ့ဒါလေးတွေပါဖယ်လိုက်ပြီဆိုတော့မှရွှေကြီးကျန်တယ်ဟုတ်လားအဲ့ဒီရွှေကြီးကျန်တဲ့အခါမှာဒီရွှေကတောက်လျှောက်လက်ဝက်လက်စားတွေလှုပ်လို့ရပြီလားနောက်လှုပ်တိုင်းအဆင်ပြေပြီလားဆိုမရသေးဘူးအဲ့ဒီရွှေကိုဗဒိန်ဆရာကနော်ဘိုးဘမှာတင်ပြီးတော့အချင်းချင်းဖန်ဖန်တာကိုဘာလို့ရတော့လှော်ရမယ်နော်သူတို့နီးသူတို့ဟာနဲ့ဒါကိုအချင်းချင်းအထက်ထက်အလို့ရတော့မီးနဲ့နော်သူတို့လုပ်ငန်းကိုသူတို့ဆက်ပြီးတော့အများကြီးလုပ်ရကြီးတယ်အဲ့ဒါလို့လှုပ်လိုက်တော့မှဒီရွှေကဘာဖြစ်လာတော့နော်အမှုကိစ္စတစ်ခုလုပ်ဖို့လက်ဝက်လက်စားတစ်ခုလုပ်ဖို့အတွက်နော်တင့်တော်တဲ့အခြေအနေကိုရောက်သွားနူးညံ့တယ်တိမ်မွေးတယ်လှုပ်တိုင်းရတယ်ပေါ့နော်ဆွေကြိုးပဲလှုပ်လက်စွပ်လက်ကောက်ပဲလှုပ်အကုန်လုံးလှုပ်လို့ရသွားဟုတ်လားဒါကမြတ်စွာဘုရားပေးတဲ့ဥမာပေါ့နော်အဲ့ဒါလိုပဲဦးဇင်းတို့စိတ်ရဲ့နော်အစွမ်းရည်တတိထက်လာဖို့စိတ်ကိုနော်တကူမျိုးမျိုးပြည်စည်းတဲ့အခြေအနေမျိုးကိုရောက်အောင်နောက်ဆုံးအာသောတရားကုန်ခံပြီးတော့နော်ယဟန္တာဖြစ်သည့်အထိဒီစိတ်မှာစွမ်းရည်တတိတွေထက်မြက်လာဖို့ဆိုရင်စိတ်ရဲ့အညစ်အကြေးတွေကိုအစဉ်စဉ်ဖယ်ရှားပြရမယ်လို့မြတ်စွာဘုရားကဆက်ပြီးဟောတာဟုတ်လားစောတကရွှေကျင်တဲ့အခါမှာအညစ်အကြေးကိုမြတ်စွာဘုရားဘယ်နှဆင့်ပြောတော့၃ဆင့်ပြောတယ်နော်အကျဉ်းစားအညစ်အကြေးအလတ်စားအညစ်အကြေးအနုစားအညစ်အကြေးအဲ့တော့စိတ်မှာလည်းပဲအညစ်အကြေးကအဲ့လိုအဆင့်ဆင့်ရှိတယ်တဲ့စိတ်ဝင်စားတယ်ကောင်းတယ်ဟုတ်လားအကျဉ်းစားအညစ်အကြေးဆိုတာဘာကိုပြောတာအောင်ဆိုတော့ကာယဒုစရိုက်ဝစီဒုစရိုက်မနောဒုစရိုက်တွေကိုစိတ်ရဲ့အကျဉ်းစားအညစ်အကြေးလို့ပြောတယ်ကာယဒုစရိုက်ကဘယ်နှပါးရှိတယ်လို့ကြားဖို့တော့၃ပါးရှိတယ်နော်သတ္တဝါသက်သက်ချင်းသတ္တဝါပစ္စည်းမတရားယူခြင်းကာမကိစ္စဖောက်ပြန်မှားယွင်းမှုပြုခြင်းဒါဟာကာယကံမကောင်းမှုကာယဒုစရိုက်သူကစိတ်ရဲ့အညစ်အကြေးပဲသူ့ကိုမဖယ်ဘဲနဲ့ဒီစိတ်ဟာတန်ရှင်းဖို့ဆိုတာမဖြစ်နိုင်ဟုတ်လား
ဝစီဒုစရိုက်ဘယ်နှပါးရှိတယ်ကြားဦးတော့၄ပါးနော်မုံမောင်တဲ့စကားကိုပြောဆိုခြင်းဂုဏ်စကားကိုပြောဆိုခြင်းကြံ့ထက်တဲ့စကားကိုပြောဆိုခြင်းအနှစ်သာရကင်းမဲ့တဲ့စကားကိုပြောဆိုခြင်းဒါဝစီဒုစရိုက်၄ပါးနောက်မနောဒုစရိုက်ကဘယ်နှပါးတော့၃ပါးနော်အဘိဇာပြဘာဒမိစ္ဆာဒိဋ္ဌိဟုတ်လားအဘိဇာသူတော်ပစ္စည်းမတရားလိုခြင်းနဲ့ပြဘာဒဒေါသတွေလွှမ်းနေတဲ့စိတ်နဲ့နေတယ်အမိစ္ဆာဒိဋ္ဌိမှားယွင်းတဲ့အယူဆကြီးရှိနေတယ်အဲ့ဒီဒုစရိုက်တရား10ပါးသည်စိတ်ရဲ့အကျဉ်းစားအညစ်အကြေးတွေပဲတဲ့ဒါကိုရင်ဖယ်ရမယ်ပေါ့နော်အဲ့ဒါကိုဖယ်ပြီးလို့ရှိရင်ဘာလို့ထပ်ပြီးတော့ဖယ်ဖို့ကြိုးစားမလို့အလတ်စားအညစ်အကြေးကိုဖယ်ရအဲ့တော့အလတ်စားအညစ်အကြေးကဘာကိုပြောတာတုံးဆိုတော့ကာမဝိတ္တဗျာပါဒဝိတ္တဝိဟိတဝိတ္တကိုပြောတာတဲ့မှတ်မယ်နော်မှတ်စရာတွေကများတယ်ဟုတ်လားကာမဝိတ္တဆိုတာကာမဂုဏ်အာယုန်နဲ့ပတ်သက်ပြီးတော့တွေးတောကြံစည်မှုဟုတ်လားဗျာပါဒဝိတ္တဆိုတာကစိတ်တူမှုစိတ်ဆိုးမှုဒေါသနဲ့ရှင်တဲ့အတွေးဟုတ်လားဝိဟိတဝိတ္တဆိုတာကဘာလဲစိတ်တူစိတ်ဆိုးရုံမျှမကဘဲနဲ့နော်တစ်ဖက်သားကိုနှိပ်စက်ဖို့ညှင်းဆဲဖို့အထိတွေးလာတဲ့အတွေးဝိဟိတဝိတ္တဟုတ်လားအဲ့ဒီကာမဝိတ္တဗျာပါဒဝိတ္တဝိဟိတဝိတ္တကိုဘာလို့ခေါ်တော့ဒီနေရာမှာအလတ်စားအညစ်အကြေးတဲ့သူ့ကိုဆက်ပြီးတော့ဖယ်ရမယ်စိတ်ကလေးကနော်အလွန်တန့်တဲ့အရည်အသွေးရှိတဲ့ယာနှုံးကြီးရွှေလေးလိုမျိုးဖြစ်လာအောင်အစဉ်စဉ်ကြိုးစားအထောက်အမဲ့နီလန်းကိုပြောပြတယ်မြတ်စွာဘုရားဟုတ်လားအဲ့ဒီအလတ်စားအညစ်အကြေးကိုဖယ်ပြီးပြီဆိုလို့ရှိရင်ဘာကြံသေးတော့အနှုစားအညစ်အကြေးကိုဖယ်ရအောင်မေးတယ်အနှုစားအညစ်အကြေးကိုကြတော့အဲ့ဒီသုတ်တန်ထဲမှာဘယ်လိုဟောပြလဲဆိုတော့ညာတိဝိတ္တဇနဗဒဝိတ္တအနဝိညတိပဋိတန်ယုတ်တဝိတ္တလို့ဒီလိုလေးသုံးတယ်ညာတိဝိတ္တဆိုတာရွှေမျိုးတွေနဲ့ပတ်သက်ပြီးတော့တွေးကြံတာနော်ကိုယ်ရွှေကိုမျိုးနဲ့ပတ်သက်ပြီးတော့တွေးနေတာစင်ပြေတာတွေရောမပြေတာတွေရောစိတ်တိုင်းကြတာတွေရောမကြတာတွေရောဒီတွေးတွေမရှိဘူးလားရှိရနော်ကျန်တဲ့လူတွေကိုကိုကထားနိုင်မလို့ကိုမိသားစုဝင်တွေကြတော့စိတ်ကထားလို့သိပ်ပြီးတော့မလွယ်ဘူးပေါ့နော်ဒါကတ်နေတာမရှိဘူးလားရှိရနော်သားသမီးတွေနဲ့ပတ်သက်လာရင်ဒါအများကြီးမိဘတွေရဲ့ခေါင်းထဲမှာရှိမှာပေါ့ဒီတွေးတွေကဟုတ်လားဒါပါခေါ်တော့ညာတိဝိတ္တတဲ့ညာတိဝိတ္တပြီးတော့ဗာပြောတော့ဇနဗဒဝိတ္တတဲ့ဇဏဘုတ်နဲ့ပတ်သက်ပြီးတော့တွေးတာတဲ့ဒါရှိတော့အသုံးနှုန်းလေးနော်ဇဏဘုတ်ဆိုတာတော့ရွာကြီးနော်ခေတ်အနေထားနဲ့ပြောမယ်ဆိုလို့ရှိရင်နော်မိမိဝန်းကျင်နဲ့ပတ်သက်ပြီးတော့နိုင်ငံရေးလို့ပြောမယ်ဆိုရင်လည်းပြောလို့ရမလို့ဆိုနိုင်တယ်နော်တိုင်းပြည်ဇဏဘုတ်နဲ့ပတ်သက်ပြီးတော့တွေးနေတာဟုတ်လားကြမ်းနေတာဒါတွေဟာအနှုစားအညစ်အကြေးတွေပေါ့နော်နောက်စိတ်ဝင်စားတဲ့အကောင်းတဲ့နောက်ထပ်အတွေးကဘာပြောတော့အနဝိညတိပဋိတန်ယုတ်တဝိတ္တနော်အနဝိညတိပဋိတန်ယုတ်တဆိုတာကိုယ့်ကိုအထင်မသေးစေလို့မှုနဲ့ဆက်ရှင်တဲ့အတွေးတဲ့။ gain စဉ်းစားကြည့်နော်ဒီအတွေးကဖယ်ဖို့တော်တော်ကိုခက်တယ်နော်လူရသူရဝင်ခြင်းနဲ့လူချင်းသူချင်းတူချင်းနဲ့သူများအောင်မကြခြင်းဘူးနော်အစစရာသူများထက်အထက်တန်းမနေအောင်တောင်မှသူများအောက်တော့မကြစေရဘူးဆိုတဲ့အတွေးမရှိဘူးလားရှိတယ်ကိုယ့်ကိုသူများအထင်သေးမှာကိုအရန်ကြောက်တယ်ပေါ့နော်အဲ့ဒီအထင်မသေးစေလို့မှုနဲ့ဆက်ရှင်တဲ့အတွေးထပ်ပြီးတော့ကြည်ကြဲကြဲပြောရလို့ရှိရင်အထင်ကြီးစေလို့မှုနဲ့ဆက်ရှင်တဲ့အတွေးလို့လည်းပဲပြောမယ်ဆိုရင်ပြောလို့မရဘူးလားအထင်မသေးသေးခြင်းဘူးဆိုတော့အထင်ကြီးသေးခြင်းတယ်ဆိုတာကောအကျုံးဝင်မနေဘူးလားဝင်နေရနော်ဟုတ်လားဒီကိစ္စကိုနော်နီးမျိုးစုံနဲ့တရားဓမ္မတို့အရင်တို့လူသားတွေဟာအများကြီးတွေးနေတာရှိတယ်နော်တချို့စီးပွားရေးရအများကြီးပြေလေတယ်အများကြီးကိုပေါ်များတယ်ပေါ့နော်ဒါပေမဲ့သူတို့စိတ်ထဲမှာကျင်နေပြီလားမကျင်နိုင်ဘူးသူများအထင်ကြီးခံရဖို့တခုခုတော့လုတ်ပြလိုက်ခြင်းသေးတယ်ဟုတ်တယ်မဟုတ်လားနီးမျိုးစုံနဲ့နော်မရက်ဘူးပေါ့နော်စိတ်ကဟုတ်လားအတ္တကိုအခြေခံတဲ့အတွေးတွေလို့ဦးဇင်းကတော့တွေးမိပါတယ်နော်ကိုယ်အတ္တကိုအမွှန်းတင်ဖို့ပေါ့ဟုတ်လားဒါအသက်အရွယ်တိုင်းမှာရှိတယ်နော်ကိုယ်အထင်မသေးစေလို့ကိုယ်ကိုအထင်ကြီးစေခြင်းတယ်ဘာသာရေးကိစ္စလှုပ်ဆောင်နေတဲ့နေရာမှာတော့အဲ့ဒီအတွေးကပါနိုင်တယ်မဟုတ်လားတရားအထုတ်နေတဲ့အနေအထားမျိုးမှာတမအဲ့ဒီအတွေးကမရှိနိုင်ဘူးလားရှိနိုင်တယ်ငါတို့ကဘယ်လောက်ထိုင်နိုင်တယ်နော်ရိတ်တာဘယ်နှခါရှိပြီးဝင်ထားတာအရှင်ဝါလေးနည်းနည်းတော့ပြလိုက်ခြင်းသေးတယ်ပေါ့နော်ဟုတ်လားနော်ဒါပါလေကိုယ့်ကိုအထင်မသေးစေလို့မှုနဲ့ဆက်ရှင်တဲ့အတွေးတဲ့ဟုတ်လားအဲ့ဒီအတွေး၃မျိုးညာတိဝိတ္တဇနဗဒဝိတ္တအနဝိညတိပဋိတန်ယုတ်တဝိတ္တအဲ့ဒါဘာတွေလဲလို့မေးရင်အနှုစားအညစ်အကြေးတဲ့အဲ့ဒါကိုဖယ်ရမယ်အကျဉ်းသားအညစ်အကြေးကဒုစရိုက်တရားအလတ်စားအညစ်အကြေးကကာမဝိတ္တဗျာပါဒဝိတ္တဝိဟိတဝိတ္တဟုတ်လားအနှုစားအညစ်အကြေးကရွှေမျိုးနဲ့ပတ်သက်တဲ့အတွေး
ဇဏဘုတ်နဲ့ပတ်သက်တဲ့အတွေ့ကိုယ့်ကိုအထင်မသေးသေးလို့မှုနဲ့ဆက်ရှင်တဲ့အတွေ့ဟုတ်လားဒါတွေကိုဖယ်လိုက်လို့ရှိရင်ဗာလေးကြံမလို့ရွှေလေးကြံမယ်ပေါ့ဒီစိတ်ကအရန်အည်သွေးရှိသွားပြီလို့ဆိုနိုင်တယ်နော်သို့တော့လုံတိုင်းဖြစ်ပြီလားမရသေးဘူးတဲ့အဲ့လောက်နဲ့လည်းမရသေးဘူးတဲ့ထပ်ပြီးတော့ဘာဝနာအဆင့်ရောက်အောင်နော်ဒီစိတ်ကိုပွားများမယ်ကြိုးစားမယ်အားထုတ်မယ်အဲ့ဒီကြလို့ရှိရင်တော့အည်သွေးမိသွားပြီဆိုလို့ရှိရင်တော့သူကနော်တကူမျိုးမျိုးဖန်ဆင်းခြင်းနော်ဣတိဝိဒအဘိညာနော်သူတော်စိတ်ကိုသိခြင်းပရစိတဝိဇာဏနာညာဟုတ်လားဖြစ်ခဲ့တဲ့ဘဝတွေကိုပြန်ပြီးတော့အမှတ်ရနိုင်တယ်ဆိုတဲ့ပဝိနိဝါဒနုဒတိအဘိညာနော်ဒီလိုထူးကဲတဲ့အတိတူဉာဏ်တို့တွေကိုရနောက်ဆုံးအာသောတရားလေးပါကုန်ခန်းစေနိုင်တဲ့အာသောခရဉာဏ်ကိုတောင်းမှနော်ဒီစိတ်ရဲ့အစွမ်းနဲ့ပါတယ်လို့ရှားနိုင်တယ်လို့ဟောဟုတ်လားဒါကြောင့်မြတ်စွာဘုရားကဒီသုဒ္ဓမှာစိတ်ရဲ့အငြိအကျေးကိုနော်ဆေးကြောဖို့အတွက်အစဉ်စဉ်နီလန်ပေးထားတာလေးမှတ်သားကြမကောင်းလားကောင်းတယ်အဲ့တော့ဒီလိုစ조사တဲ့နေရာမှာဦးဇင်းတို့နော်လူသားတယောက်အနေနဲ့နော်ရုပ်တရက်ကြီးဘုံကနေတိုင်းကနေတခါတည်းလုံးဝဖြူရှင်တန်ရှင်းသွားတဲ့အစဉ်မျိုးကိုရောက်ဖို့ဆိုတာကတော့သိပြီးတော့မလွယ်ဘူးပေါ့နော်ဒါကြောင့်ဦးဇင်းတို့ဓမ္မပဒပါဠိတော်မှာကာထာလေးတစ်ပုဒ်ဟောထားတာရှိတယ်အနုပုပ္ပေနမေတာဝီထောကံခဏိခဏိကမ္မာရောရဇတတေဝနေတမေမလမတနောတဲ့နော်အဓိပ္ပာယ်ကဘာပြောလို့ဆိုတော့အနုပုပ္ပေနမေတာဝီထောကံခဏိခဏိနော်ဉာဏ်ရှိတယ်ဆိုတဲ့ပုဂ္ဂိုလ်ဟာတဲ့အနှဲငယ်မြခဏတိုင်းပြောပုံလေးရနော်အနှဲငယ်မြခဏတိုင်းနေတမေမလမတနောတဲ့မိမိရဲ့အညစ်အကြေးတွေကိုဖယ်ပြရမယ်တဲ့နော်အနှဲငယ်ခဏတိုင်းဒီလိုသုံးတယ်နော်